အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Dragon Ball Super ရဲ့ transformation တွေရဲ့အစစ်စစ်ပြောင်းလဲလာမှုတွေကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်အရင် phone တွေအကြောင်းမကြည့်ရသေးတဲ့သူတွေအတွက်ကတော့ Part 1ကိုအရင်ဝင်ကြည့်ပေးဖို့အကြံပေးရှင်းပါတယ်ခင်ဗျာ Number 7 Super Saiyan God Super Saiyan 4ပြီးမှာ Saiyan ရဲ့ evolution ဟာနတ်ဖျားတွေရဲ့အစဉ်အထိတက်လန်းသွားခဲ့ပါတယ်အဲ့ဒီ transformation ကတော့ Super Saiyan God ဖြစ်ပါတယ်ဒီ phone ဟာအရင် Super Saiyan transformation တွေနဲ့မတူတဲ့ God Key ကိုအသုံးပြုတဲ့ပထမဆုံး Saiyan transformation ဖြစ်ပါတယ်ဒါကြောင့်တာမန် Key ကိုအခြေခံတဲ့တိုက်ခိုက်သူက Super Saiyan God ရဲ့ Key ကိုမခံစားနိုင်ကြပါဘူး Battle of God Ash မှာ Universe 7ရဲ့ God of Destruction ဖြစ်တဲ့ Beerus ဟာ Super Saiyan God ကိုရှာဖွေရင်းကမ္ဘာမြေကိုရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအချိန်မှာ Goku ကနှလုံးသားဖြူစင်တဲ့ Saiyan 9 ယောက်ရဲ့စွမ်းအင်ကိုလက်ခံပြီး Super Saiyan God အဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ် Super Saiyan God ဖြစ်သွားပြီးတဲ့နောက် Goku ရဲ့သပင်နဲ့မျက်လုံးဟာအနီရောင်ပြောင်းလဲသွားပြီးအနီရောင် God Aura ကိုပိုင်ဆိုင်လာခဲ့ပါတယ်ဒီ phone ရဲ့အဓိကအားသာချက်တွေကတော့အလွန်မြန်တဲ့ speed အလွန်အားကောင်းတဲ့ energy control ကိုကြီးမားတဲ့ power တို့ဖြစ်ပါတယ်ဒီ power ကြောင့် Goku က God of Destruction တယောက်နဲ့တော့တိုက်ခိုက်နိုင်တဲ့အဆင့်ကိုရောက်ရှိခဲ့ပါတယ်ဗတ်တဲ့အတွင်းမှာ Super Saiyan God ရဲ့အချိန်ကတ်သက်ကြကြောင့်ဖုန်ပြောက်ဆုံးသွားပြီမဲ့ Goku ဟာ God Key ကိုရရှိသွားခဲ့ပါတယ် Number 8 Super Saiyan Blue Goku နဲ့ Vegeta တို့ဟာ God Key ကိုပုံမကျွမ်းကျင်စွာထိန်းချုပ်လာနိုင်ပြီး Super Saiyan Power နဲ့ God Key ကိုပေါင်းစပ်ထားတဲ့နောက်ထပ်အဆင့်မြင့် Transformation ဖြစ်တဲ့ Super Saiyan Blue ကိုရရှိလာခဲ့ပါတယ် Super Saiyan Blue ရဲ့အဓိကအားသာချက်ကတော့ Power ကြီးမားတာတဲ့ Key Control ဖြစ်ပါတယ်အရင် Super Saiyan 4 နေလို့ energy အများကြီးဖြုံးမဲ့အစား God Key ကိုအသုံးပြုတဲ့အတွက်ပုံမတည်ငြိမ်ပြီးထိရောက်တဲ့တိုက်ပွဲပုံစံမျိုးရရှိခဲ့ပါတယ်ဒီ 4 နဲ့ Goku ဟာ Golden Frieza, Haze နဲ့ Jiren တို့လိုအင်အားကြီးပြိုင်ဘက်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့ Super Saiyan Blue မှာလည်း weakness ရှိပါတယ် Power ကိုအမြင့်ဆုံးအသုံးပြုတဲ့အခါ energy ကွန်ဆန်းများလာပြီးအချိန်ကြာထိန်းထားဖို့ခက်ခဲနိုင်ပါတယ်ဒါကြောင့် Goku နဲ့ Vegeta တို့ဟာ Blue Power ကိုထပ်မံတိုးမြင့်ဖို့နီလန်အသစ်တွေရှာဖွေခဲ့ကြပါတယ် Number 9 Super Saiyan Rose Super Saiyan Rose ဟာ Super Saiyan Blue နဲ့ဆင်တူပေမဲ့အလွန်ကွာခြားတဲ့အရေးမြင့်ရှိတဲ့ transformation ဖြစ်ပါတယ်ဒီ phone အသုံးပြုသူကတော့ Goku Black Zamasu ဖြစ်ပါတယ် Future Timeline မှာ Zamasu က Dragon Ball ကိုအသုံးပြုပြီး Goku နဲ့ခန္ဓာကိုယ်လဲလှယ်ခဲ့ပါတယ်ပုံမှန်လူတစ်ယောက်ဖြစ်တဲ့ Goku ရဲ့ခန္ဓာကိုယ်ထဲမှာ God တရားရဲ့စိတ်ဝိညာဉ်ရှိလာတဲ့အခါ Super Saiyan ပြောင်းလဲခဲ့တဲ့အချိန်မှာတော့ပုံမှန် Blue မဟုတ်ပဲ Super Saiyan Rose ဖြစ်လာခဲ့ပါတယ် Rose ရဲ့အဓိကလက္ခဏာကတော့ပန်းရောင်စပယ်နဲ့ပန်းရောင် aura ဖြစ်ပါတယ်ဒီအရောင်ဟာ Zamasu ရဲ့ God Key နဲ့ Saiyan Power ပေါင်းစပ်မှုကိုကိုစားပြုပါတယ် Super Saiyan Rose ဟာ Super Saiyan Power တစ်ခုတည်းမဟုတ်ပဲ God တရားရဲ့စိတ်ဓာတ်နဲ့ Power ပေါင်းစပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ထူးခြားတဲ့ transformation တစ်ခုဖြစ်ပါတယ် Number 10 Super Saiyan Blue Gyogan Super Saiyan Blue Gyogan ဟာ Goku ရဲ့အမြင်များတဲ့ combination technique တွေကတစ်ခုဖြစ်ပါတယ် Gyogan ကို Super Saiyan နဲ့ပေါင်းစပ်ဖို့ကအလွန်ခက်ခဲပါတယ်အကြောင်းကတော့ Super Saiyan ရဲ့ပြင်းထန်တဲ့ energy နဲ့ Gyogan ရဲ့ခန္ဓာကိုယ်ဖိအားပေးမှုကြောင့် body ကိုထိန်းချုပ်မှုမဖြစ်နိုင်တော့ခက်ခဲတာပါဒါပေမဲ့ Goku က God Key ကိုထိန်းချုပ်နိုင်တဲ့အခါမှာ Super Saiyan Blue ရဲ့တည်ငြိမ်တဲ့ energy control ကိုအသုံးပြုပြီး Super Saiyan Blue Gyogan ကိုဖန်တီးနိုင်ခဲ့ပါတယ်ဒီ 4 ပထမဆုံး Universe 6 tournament မှာ hit နဲ့တိုက်ခိုက်တဲ့အချိန်အသုံးပြုခဲ့ပါတယ် Goku ကအစပိုင်းမှာ Gyogan H10 ကိုအသုံးပြုပြီးနောက်ပိုင်းမှာ Gyogan H20 အထိအသုံးပြုနိုင်ခဲ့ပါတယ်ဒါကြောင့် speed နဲ့အထက် power ကအလွန်အမင်းတက်သွားပါတယ်အားနည်းကြတော့ခန္ဓာကိုယ်ကိုအလွန်ဖိအားပေးတာပါSuper Saiyan Blue Gyogan ဟာ Goku ရဲ့အင်အားကြီးမားတဲ့ font တစ်ခုဖြစ်ပေမဲ့အနည်းအများဆုံး font တစ်ခုလည်းဖြစ်ပါတယ် Number 11 Super Saiyan Blue Evolution Super Saiyan Blue Evolution ဟာ Vegeta ရဲ့ကိုယ်ပိုင် transformation ဖြစ်ပါတယ် Third Number of Power အတွင်း Vegeta ဟာကိုယ့်ရဲ့အကန့်အသတ်ကိုကျော်လွန်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ Super Saiyan Blue ဟာ Evolution ဖြစ်လာပြီး Super Saiyan Blue Evolution ကိုရရှိခဲ့တာပါဒီ phone ရဲ့ design ကတော့ပုံမှန် blue ထက်စပယ်အပြာရောင်ပိုနှက်လာပြီး aura ကလည်းပိုပြင်းထန်လာပါတယ်ခန္ဓာကိုယ် muscle mass နည်းနည်းတိုးလာပြီး power output က Super Saiyan Blue ထက်အများကြီးမြင့်တက်လာပါတယ်ဒီ phone နဲ့ Vegeta ဟာ Toppo နဲ့ Destroyer Power ကိုလည်းရင်ဆိုင်နိုင်ခဲ့ပါတယ် Goku ရဲ့ power increase က technique နဲ့ပေါင်းစပ်ထားတာဖြစ်ပါတယ် Vegeta ရဲ့ evolution ကတော့သူ့ရဲ့ bright wave power နဲ့Saiyan Spirit ကနေပေါ်ပေါက်လာတာဖြစ်တာကြောင့်ဒါကြောင့် Super Saiyan Blue Evolution ဟာ Vegeta ရဲ့ character ကိုအပြည့်အဝကိုစားပြုတဲ့ transformation တစ်ခုဖြစ်လာခဲ့တာပါဒါလေးတွေကတော့ Dragon Ball Super မှာစတင်ချပြလာတဲ့ font လေးတွေဖြစ်ပြီးတော့ကြံရှိနေတဲ့ font တွေကိုလည်းနောက်ဗီဒီယိုမှာပြောပြပေးတော့မှာဖြစ်လို့စောင့်မျှော်ပေးကြပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့